အားလုံးပဲမင်္ဂလာပါနော်ဒီနေ့စကလုံးအတစ်လေးတွေလေ့လာလိုက်ကြရအောင်ခမနီဒါမင်းပြောပြီးတော့ပြီနော်နန်ဆာဒီနေ့နန်ဆာနောက်ထပ်အတစ်ဒါကရင်ကြီးတဲ့အတုံးလုံးပေါ့နော်ဘယ်လိုပြောချင်လဲဆိုလို့ရှိရင်ကိုတက်တက်ရွယ်ကြီးတဲ့တူအပရွယ်ဖိုးရွယ်ဖိုးဖွားရွယ်ဆရာသမားဒါမှမဟုတ်ကိုလေးစားရတဲ့တူတစုံတယောက်ကိုရည်ညွှန်းချင်တယ်ဆိုလို့ရှိရင်ဒီစာလုံးတုံးရပါတယ်နော်အတန်ထွက်ကဘယ်လိုထွက်မလဲဆိုရင်娘那一娘二声娘ရေးပုံရေးနေလည်းမတူတလို့အတန်ထွက်ပုံထွက်နေလည်းမတူဘူးနော်娘ဟုတ်ပြီနော်တောင်းပန်ပါတယ်ဘယ်လိုပြောမလဲ对不起的为对四声对波无不大概 freedom 轻声不七三声起对不起တောင်းပန်ပါတယ်တောင်းပန်ပါတယ်လို့ပြောရဲဆိုရင်ဘယ်လိုပြန်ဖြေမလဲရပါတယ်ကိစ္စမရှိပါဘူးပေါ့အဲ့ဒါတူလို့ဘယ်လိုပြောလဲဆိုတော့没关系ဒီမှာရှိလည်းပဲချင်းစံတဲ့ freedom နော်没关系毛a没二声没个弯关一声关没关系是轻声区没关系没关系ရမလားတင်တို့တို့မှလည်းမင်းတို့ဘယ်လိုပြောလဲဆိုရင်你们ဒါမင်းကပြောပြီးတော့ရင်နော်你们好啦你们ကောင်းတီ good ဘယ်လိုပြောမလဲဆိုရင်好和傲好三声好ကောင်းတီဟုတ်ပြီနော်ကဲဆက်တော့မယ်你好你好နှလုံးဆက်လိုက်တဲ့အချိန်မှာ你ဆိုတာတင်好ဆိုတာကောင်းတီ你好ဆိုတော့တင်ကောင်းတီလို့ဘာသာမပြန်ရပါဘူးเนาะဘယ်လိုဘာသာပြန်မလဲဆိုတော့မင်္ဂလာပါ你好ရင်ကြည်ကြည်လေးပြောချင်တယ်ဆိုရင်您好ဟုတ်ပြီเนาะ您好အဓိပ္ပာယ်ကတော့မင်္ဂလာပါဥပမာ2ယောက်နဲ့2ယောက်ထပ်ဖြစ်သွားပြီဆိုရင်你们好အားလုံးပဲမင်္ဂလာပါ你们好နောက်တစ်မျိုးပြန်ပြောလို့ရတယ်大家好大家ဆိုတော့လေအများကိုပဲပြောတာနော်大家好ဆိုတော့လေအားလုံးပဲမင်္ဂလာပါရမလားပြီးတော့တောင်းပန်ပါတယ်ဆိုရင်对不起ရပါတယ်ကိစ္စမရှိပါဘူးဆိုတော့没关系ဟုတ်ပြီနော်တော်ပြီးမှလေ့လာကြည့်ပါနော်